မိမချစ်တာလိုက်ချင်တယ်ပေါ့နော်မိမလည်းဆိုင်းမိုးရဲ့တော့ဖမ်းအကြီးသားဖမ်းမိမညဆိုရင်ကိုမဆန်းနေတယ်ကိုတို့ဆိုဘဲနေကိုတို့ဆန်းနေတော့မတူတာဟမ်တူလို့မတူပါဘူးကိုလို့ကပြီးတာပဲကိုလှုပ်ချင်လို့ကပြီးတာပဲအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ရှင်းလုပ်ပြသွားမယ့်ဗီဒီယိုလေးကတော့ကျွန်တော်ဥပ္ပေတော်ရဲ့ကျွန်တော်ဒါအင်တာဗျူးဗီဒီယိုလေးဖြစ်ပါတယ်ဥပ္ပေတော်တော့လူရင်းသိကြမှာထင်ပါတယ်နော်အကြောင်းအရာလေးတွေပေါ့နော်ရစိတ်ဝင်စားစရာအကြောင်းအရာလေးတွေပါလာဖြစ်တဲ့အတွက်လိုက်ပါကြည့်ရှုပေးပါဦးဆိုင်းရီမိုးနဲ့တွေ့တော့ဆိုင်းရီမိုးနဲ့ကိုတွေ့တော့ကျွန်တော်ကိုနည်းနည်းပါတောင်းပန်ရတာပေါ့အောင်ကျော်ထုံးတောင်းပန်ရတာပေါ့ကိုကဘောပွဲတွေမှာဆိုလို့ရှိရင်ကိုစိန်တူဝါရဲ့လှဟန်ဘဲတော့ရဲ့ပွဲလေးလက်ခံတယ်ပေါ့နော်လက်ခံတယ်ကျွန်တော်ပြန်ကမယ်ဆိုတော့ကိုလန်းဟန်တော့ထားပါတော့ဒါတော့ရွှေကြီးညိုတို့ဦးအောင်မောင်းတို့ဦးစိန်ကရုံးတို့ဆိုကိုလန်းတို့ဆိုတာကိစ္စမရှိဘူးလေတွားပြီးတော့စင်သာယူစရာမလိုဘူးလေကိုကကျတော့ဟန်စာငကိုတော့ဟန်စာဘဲတော့ဆိုကတာကိုကိုကျတော့ဆိုင်းရည်ပဲဆိုကမှာဆိုတော့အောင်ကျော်ထုံးကြောက်ရတယ်လေနို့သူကလေမျက်လုံးကြီးနဲ့လေဘာလို့နေဆုပ်ရနေလို့လိုချင်တာဆိုအဲ့ဒါပါသေးတယ်သူကမီဒီယာတော့ဟုတ်ပါသေးတယ်လေမတော်ကိုကများအဲ့လိုကားလိုက်လို့များတားလိုက်လို့ရှိရင်ကိုကမင်းသားဥစားကြီးလေဝယ်ပြီးပြီနော်ဆိုင်းရည်ပဲဆိုကမယ်လေအဲ့တော့တားမဆိုလို့ဆိုင်းရည်ပဲကမယ်ဆိုတော့အောင်ကျော်ထုံးကိုပြောတာအောင်ကျော်ထုံးလည်းမစိုးပါဘူးစိတ်နာပါနော်ကပါတဲ့ကိုသားလေးနာမည်နဲ့ယူကတာပဲကပါစုကျွေးရရင်တော့သူ့ဘာလို့ပေးမှာတော့သူ့လိုပဲပေါ့ဘာလို့ပေးမှာမဟုတ်ပါအဲ့လိုလည်းမဟုတ်ပါဘူးသူ့ချစ်တာပေါ့နော်ချစ်တာပေါ့မိမချစ်တာလိုက်ချင်တယ်ပေါ့နော်မိမလည်းဆိုင်းမိုးရဲ့တော့ဖမ်းအကြီးသားဖမ်းမိမညဆိုရင်ကိုမဆန်းနေတယ်ကိုတို့ဆိုဘဲနေကိုတို့ဆန်းနေတော့မတူတာဟမ်တူလို့မတူပါဘူးကိုတို့ကပြီးတာပဲကိုလှုပ်ချင်လို့ကပြီးတာပဲဘာလို့ပြောပြတော့ပြပါဘူးမင်းနောက်ဆိုရပြီထိတ်တန်းဆိုပြီးရနေဖေရောက်တော့မှမသိဘူးမင်းနောက်ဆိုဝယ်ပြီးသွားပြီမန်လေးမှာမဟုတ်ပါဘူးရန်ကုန်မှာတာပေါ့နော်ပကုံးမို့တွေကပါတယ်ဆိုင်းမုံနဲ့တူအောင်ပေါ့ဘာလို့ဆိုကျွန်တော်လူရှင်တော်ကမင်းသားလုပ်တယ်ဆိုလို့ရှိရင်အမုံကြီးတွေပုတ်ရေလောက်ကနုံနုံပပကြီးနဲ့မှာဖြစ်စေခြင်းပေါ့လေကျွန်တော်ရဲ့ဘောမှာမိန်းကလေးဆိုလို့ရှိရင်လည်းမိန်းကလေးလိုလာပဝစားချုပ်လိုက်တာပေါ့မင်းသားဆိုလည်းမင်းသားလို့ပေါ့မင်းသမီးဆိုလို့ကျွန်တော်မင်းသမီးလို့ကျွန်တော်ဆင်တာပေါ့နော်အလိုလာပဆင်တာပါဒီဘရက်တည်းကဆိုကိုပါဝယ်လိုက်တာပေါ့အစုံပေါ့လူကောင်းမောင်းအကုန်လုံးလို့သူနဲ့တူအောင်ပေါ့ဆိုင်းရီမိုးဆိုတော့ဆိုင်းရီဘဲလေးနဲ့တူအောင်လုပ်ရတာကျွန်တော်တို့အခု14 15ပေါ့တစောင်းမုံဟာပေါ့တစောင်းလား14 15မှာစပြီးတော့ဟုတ်ကဲ့ဟုတ်ကဲ့သူကတော့မကကြဘူးဗျဟိုတော့ကျွန်တော်မခံစားတတ်တာပေါ့နော်ဟုတ်တယ်ပေါ့နော်ဘသူကြချပြီကိုမချရင်မခံစားတတ်တာပေါ့ဒီမှာဘလို့တော့မင်းဟုတ်တယ်မှာပဲဟုတ်တယ်မှာကိုကောင်လေးကငငယ်လေးဟိုပဲချမှာပေါ့ငါပဲချပါဘလို့ဒီမှာအဲ့လိုကြစူရှိတော့လုပ်ပါဟုတ်ကဲ့ဝမ်းတန်စာကောင်းပါတယ်ဗါမမွန်တို့ကိုကြီးစိုးတို့ကနေပြီးတော့ဆိုင်းရီမိုးနဲ့ဘဲကိုတွဲပေးတာပေါ့နော်တွဲပေးတဲ့အတွက်အမတန်မှဝမ်းသာစရာကောင်းပါတယ်ဘာလို့ဆိုတော့ဆိုင်းရီမိုးချစ်တဲ့ဟာတွေလည်းဘဲကိုလည်းမြင်တော့ကြပို့ပြီးချစ်ကြတာပေါ့နော်အဲ့လိုပေါ့အကုန်လုံးထိတ်တန်းရွှေပြင်းအားပေးတဲ့လူတွေရှိကြပါတယ်နောက်ထိတ်တန်းရွှေပြင်းထူးကြတာလေးကရှိုးပွဲမှာလည်းပေါ့နော်တကယ်နာမည်ကြီးဆိုတော့ကြီးတွေပဲကိုထွတ်တော့စားပေါ့နော်ဇဝတ်ထွတ်တော့စားတုံးတာတို့ကြတကယ်လေးကုန်ရခံပြီးတော့ဟိုပေါ့ကိုလာဝယ်တဲ့စီစဉ်တဲ့လူတွေကိုကျေးဇူးတုတ်ပြန်တာဒီဝမ်းသာစရာကောင်းပါတယ်ဟုတ်ကဲ့ပါဒီအင်တာဗျူးဗီဒီယိုလေးကတော့တက်လောက်ပဲပေါ့နော်ကျွန်တော်တို့ဒီစူပါဘေးတော့ပေါ့နော်ကျွန်တော်တို့ဥပ္ပေတော်အနေနဲ့ကျွန်တော်မင်းသားတိုင်းကိုကျွန်တော်တို့ဒါချစ်ပေးတယ်ဝင်ရပေးတဲ့အတွက်ကျေးဇူးထူးတင်ရှိပါကြောင်းကျွန်တော်ပြည်သက်တယောက်အနေနဲ့ပြောရနေပေါ့နော်ဒီဗီဒီယိုလေးကိုစုံစည်းလေးပါကြည့်ပေးကြောင်းချင်းဆိုင်ကိုကျွန်တော်အနေနဲ့အထူးပင်ကျေးဇူးတင်ပါတယ်လို့ပြောရနေဒီနေ့ဗီဒီယိုလေးကတော့တက်လောက်ပါပဲ